အားလုံးပဲမင်္ဂလာပါဒီနေ့ဟိုင်မိုးရဲ့ patient တယောက်ကလောက်ထားတဲ့ denture အပေါ်ကသွားလေးတစ်ချောင်းပြုတ်ထွက်သွားလို့သူ့အတွက် denture impression ယူထားပြီးတော့မိုးလောင်းပေးမှာဖြစ်ပါတယ်အခုကတော့အောက်ဖက်သွားပါဒါကတော့ denture ပါတဲ့အပေါ်ဘက်ကိုမိုးလောင်းတော့မှာဖြစ်ပါတယ်မိုးလောင်းမှုအတွက်ခွက်ထဲကိုပေါင်တာမှုတ်ထည့်တယ်ရေနဲ့ပြစ်ကလေးဖြော်ပြီးတော့စပြီးတော့မိုးလောင်းပါတယ်ဒီနေရာမှာအရေးကြီးဆုံးကလေလုံးဝခိုးလို့မရပါဘူး impression ယူထားတဲ့တဲကိုမိုးလောင်းတဲ့ခါမှာတေချာလေးထည့်ပြီးတော့လောင်းပေးရပါတယ် denture impression ထည့်ဖို့အောက်ကမိုးခွက်ထဲကိုလည်းမိုးလေးတွေလောင်းလိုက်ပါတယ် denture ရဲ့ဒီအောက်ဘက်မိုးခွက်ထဲမှာလည်းထည့်ပြီး upper complete denture ထဲမှာလည်းမိုးလောင်းပြီးပြီဆိုတော့ဒီနှစ်ကိုဒီလိုလေးတေချာလေးထပ်ပြီးတော့ရှန်နေတဲ့နေရာလေးတွေကိုဟိုင်မောအနာသားလေးတွေကိုတည်တက်လေးဖြစ်အောင်ဒီလိုလေးတက်ချလိုက်တယ်ဆိုတော့ဒါအပေါ်ဘက်အတွက်ရသွားပြီအပေါ်ဘက်ဖြစ်တယ်ဆိုပေမဲ့အောက်ကိုလည်းပုံယူရပါတယ်ဒါကတော့အောက်ဖက်သွားအတွက်ပုံယူပြီးမိုးလောင်းတာပါပြီးသွားပြီဆိုရင်တက်ရဲ့ပြန်ပြီးတော့နားလေးတက်မယ်တစ်ခုလုံးပြီးသွားပြီဆိုရင်ဟိုင်မိုကခဏလေးစောင့်နော်အဲ့လိုမျိုးမိနစ်20လောက်ကြာတဲ့ချိန်မှာတော့ဒီမိုးခွက်ကခွာလို့ရနေပါပြီဒီလိုချိန်မှာခွာမှမဟုတ်လို့ရှိရင်အရန်မာသွားပြီးတော့ခွာခတ်တယ်ဆိုတော့ဟိုင်မိုအောက်ကဒီမိုးခွက်ကိုအရင်ခွာထားလိုက်မယ်ပြီးတော့ရှိရင်မှဒီတန်ချောင်းခွာမယ်ပေါ့ဆိုတော့ဒါကအပေါ်ဘက်အောက်ဖက်လည်းဒီလိုပဲမိုးခွက်ကိုအရင်ခွာမှာပါနောက်10မိနစ်နည်းငယ်လောက်မှာပထမဒီတန်ချောင်းကိုယူထားတဲ့ impression ကအမှားနေပြီဆိုတော့ခွာလိုက်တယ်နောက်ပြီးတော့ဒါလေးတွေက play doh ပါအောက်ဖက်တန်ချောင်းယူတဲ့ခါမှာထည့်နေကြ play doh ပေါ့အဲ့ဒါလေးတွေကိုလည်းခွာပြီးတော့ဟာမိုပြန်သိမ်းလိုက်တယ်ဆိုတော့အပေါ်ဘက်ကအဓိကအဲ့ဟာသွားတွေကျိုးသွားလို့မဖြစ်ဘူးဆိုတော့အဲ့ဒါလေးကိုဖြည်းဖြည်းလေးခွာတယ်ဆိုတော့အခုကျိုးနေတဲ့ဒီသွားနေရာလေးကိုအစားထိုးမှဖြစ်တဲ့အတွက်ဒန်ချာနဲ့တကွာဟိုင်မိုတို့ကဒီ model တစ်ခုလုံးကို lab ကိုပြန်ပို့မှာပေါ့နော်ဆိုတော့အဲ့နေရာမှာအစားထိုးမှာဆိုတော့ဒါကအပေါ်ဘက်ဒန်ချာနဲ့တူတူယူထားတာအောက်ဘက်ကလည်းတစုံပေါ့ဆိုတော့အပေါ်အောက်တစုံယူထားပြီးနောက်ပြီးတော့ဟိုင်မိုတို့က bike registration လို့ခေါ်တဲ့ clear bike နဲ့လည်းတွဲပြီးတော့ယူတာပါဒီလိုမျိုးလေးတွဲပြီးတော့ဟိုင်မိုလက်ကိုပို့ပါတော့မယ်အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် thank you